နေရတော့ဒီမှာပုံစားလေးစားတယ်ပုံစားလေးလွားလို့ဒီကဟင်းနေကြိုက်တယ်ငါတို့တိုဖူတို့အာလူတို့ရပုံစားလေးကိုရမ်းကြိုက်ပါတယ်ပြောစားတာပုံလေးဘူးပေါ့နော်ဟိုမှာပြီးတော့နောက်တစ် fish မှာပုံပြဟုတ်အဲ့လိုပုံရှိတယ်ဒီစားပြောစားခုမဆုံးနေဒီမစားနိုင်ဘူးဆိုပြီးတော့ပြောတာရမ်းစားပါဦးလေမမရမ်းစားပါဦးအဲ့လိုပြောလို့ဒီလိုပိုးရိုက်ထားတာဖြစ်ပါတယ်ဒီလားမမဘာလုပ်နော်ပြီးတော့ဟိုပါလေးလို့ရုံးသားပေးနေမမညာပြောတော့မစားနိုင်ပါဘူးဆိုစားနိုင်ဘူးဆရာဝန်ကမှာလားအားကြောင့်စားပေးရတာပေါ့ဆရာဝန်ကစားကို regular စားပေးပါတဲ့လင်ခီးသွားရတယ်ဆရာဝန်ကနားထောင်တာအဲ့လိုထပ်စားတာနောက်နေ့အခုဒါစားပြီးလို့ရှိရင်ဘာထပ်စားမလဲဆိုတာထပ်ပြီးတော့ထပ်ရိုက်ထားပေးမယ်နော်ဆက်ပြီးတော့စောင့်ကြည့်ပေးပါဒါလေးကတော့ယုံသားဖူးလေးဖြစ်ပါတယ်ခောက်ဆွဲတော့မထည့်တော့ဘူးရှင်စွပ်လေးပဲတောက်မယ်ရမ်းဘိုက်ပြီးလေးနေလို့ဒီနေ့တနေ့ကောင်မစားမှာလေပေါ့ဒီနေ့တနေ့ကောင်စားမဲ့ဟာလေးဆရာဝန်ကဆေးတွေတောက်လိုက်စားလိုက်ဆေးတွေတောက်လိုက်စားလိုက်ဆိုတော့ကျမ်းမာယူလိုက်စားဘာလဲဒီက economy right လေ economy right ဆိုရင်စင်ကာပူက economy right ကအရင်လိုဈေးမတက်တာတော့ဒါလေးစားထောက်ချက်ခွဲပေးရတယ်ဒီလုံးသားမှုတစ်ပွဲကို30ပေးရတယ်မတန်တော့ဘူးစားတာဒါပေမဲ့ကိုအောင်စားရမယ်ဈေးကြီးလို့လေ coffee shop but long queue. I want to drink a nice coffee. Just in queue. ဆက်စားလိုက်ပါအောင်မယ်ရှင်အားလုံးပဲဖြည့်ပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်လည်းဆက်စားပြပါအောင်မယ် Good. ဒီရတော့မလားဒီရတော့မလားဟုတ်ပါဝယ်မရှိဘူးနော်ဘယ်ကနေကြော်ခွာဟုတ်I did it ခုက Vivo City မှာရောက်နေပါတယ် Vivo City က German ဆိုင်လေး Broadside ဆိုတဲ့ဆိုင်လေးမှာဒါအမြဲထိုင်နေတာဆိုင်လေးပေါ့နော်ဒီမှာကဒင်နာလည်းမဟုတ်ဘူးကိုလိုကလန်ချိန်ဆိုတော့မောင်လေးကဘီယာမြင်းမလို့တဲ့ဒီဘီယာဗာလဲလာဂါဘီယာနဲ့ Sprite နဲ့လာဂါဘီယာနဲ့ Sprite နဲ့ရောထားတာဆိုတော့အဲ့ဒါဟာလေးပြီးလို့ရှိရင်ခိုးကတ်လေးမှာထားတယ်ပြီးလို့ရှိရင်ဘာမှာထားရလဲSchnitzel မှာဟာ Schnitzel တော့မလာသေးဘူးဒါလေးကိုနည်းနည်းလေးမြည်ကြည့်မယ်ပေါ့နော်နစ်နိုင်ကောင်းတယ်ဟိုပြီးမတောက်ပါဘူးတကယ်တော့လေအကူဟောတွေပါတောက်တော့ဟို Sprite ဆိုလို့တောက်ကြည့်တာကြိုက်တယ်ရှင်ဒါလေးကတော့ East Coast ထိလာပြီးတော့မစားခြင်းတဲ့ဟာတွေထပ်လာစားတာဖြစ်ပါတယ်လူတွေသာပြောင်းသွားပြီမယ်ပင်နိုင်မင်းသမီးကတော့လုံးဝမပြောင်းလဲပါဘူးဒီနေ့တနေ့ကဘလော်လေးတွေပေါ့နော်စားတဲ့ဘလော်လေးကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်အားလုံးတတ